นี่มันต้องเป็นปะค่ะเดี๋ยวจะโดนเข้าที่หนักเสร็จปทุมเป็นเข้าที่หนักปฐมมันเข้านี่นะด้วยสุปรุกหนักเลยจ้ะเสร็จAquí le decimos a mi mamá. Kalau kulkong ada kuluk nanti nak tak cuma nak si nak akan sumpian tu. Yang ni lah khas uding. Kita ni pasti umar kita yang betul men. Tu ni nak. Ini dah tiang dah selah. Jadi dah semua tiang ni seh. Ya, jadi apa? Mình đâu lại đọc thì ở gì nó hay dạy chị. Kalau orang dulu aku, kuat orang ni, kuat ilu ni kan. Ya, punya ni dulu apa? Ya, punya ni dulu na. Oh deh. Kalau saya itu yang lucu ni ha, leng dulu. Tu pernah tu. Pama tu selalu ya. Di dalam ni sedang. Buyau. Betul. Semua ini balik. Yang ni apa? Sui ni. Yang apa? Itu ni apa? Ni ya. Benda cemil nanti. 3ချိန်မြောက်ပါဒီကျန်တဲ့ချိန်မြောက်ဟုတ်ကဲ့ Dia hakam apa tu lah? ဟာကမ်းမှာမဟုတ်ပါဘူးကျွန်တော်ချစ်ဟိုရခိုင်ပြည်နယ်တော့စစ်တွေ့မှာပေါ့ 他看嘛变做戏了，很多。 အခုလူမဲ့အချိန်ကျတော့တစ်ချိန်တည်းပဲဆရာမ တခြားဘာမှလူတာတစ်ချိန်မှာစုစုပေါင်း3ချိန်လူတဲ့အချိန်မှာ ဟုတ်ကဲ့ Tuh lu biar tu tu kita ambil orang mesti na. မရှိပါဘူးဗာ Nau le cenya yang tu bawa. ဟုတ်လူမှာပါ Jadi cuma le. ဟုတ်ကဲ့ Ku benda cenya lah tuh lu lah. ပထမချိန်က Pertama cenya. ဟုတ်ကဲ့ Nane lan na lo baru sih lah. မရှိဘူးခင်ဗျ Nane tu baru lan na lo. Ku apa lu ni le? Bawa mesti ku. ဘာမှမဖြစ်ဘူး Lu biar tuh lu punya lah. Lu biar kan saya lah mesti. ဟိုဝမ်းတာတော့ပီတိဖြစ်တာပေါ့ခင်ဗျာ Okay. Jadi cuma le. ဟုတ်ကဲ့ပါ Ku tuh lu lah benda cenya mesti lu. 5ချိန်ရောက်ဖြစ် ငါ သွား ကျင်များငါကျင်ဆိုကျန်တဲ့၄ကျင်ပဲပဲမှာဆိုတော့ ကျွန်တော်ပြည်ဘက်မှာနေတော့2ချိန်လူထားတယ်ပြီးတော့ဂန်ကောမှာ2ချိန်လူတယ်ဒါအခုက5ချိန်ရောက် တွေးလို့ပြီးတော့ဘာလဲဟောကိုထဲမှာပါရှိတယ်ဆိုတာပေါ့ဘယ်လိုပြောလဲနည်းနည်းအားနေတာတော့ကောင်းမှုလားတော့ရှိဘူးလားမသိ အဲ့လိုတော့မရှိပါဘူး ဟုတ်ကဲ့ဟုတ်လားရှိပြီဆိုတော့ဆက်
ဒီနေ့တွေးလို့တဲ့ချိန်မှာလေ ဟုတ်ကဲ့ ဘောဘယ်နဲ့ရောက်ဆိုလဲပြီးတော့ဘာယူချက်နဲ့ဆိုတဲ့အဲ့ဒါမျိုးလေးဘာပြောပြလို့ရမှာမသိ ဟုတ်ကဲ့ပါဗျာဟိုကျွန်တော်တို့ရဲတပ်ဖွဲ့နေ့အကျိုးပေါ့နော်ကျွန်တော်တို့ဒီရဲတပ်ဖွဲ့ကနေပြီးတော့မှပြည်သူအတွက်ဒါတစ်ဖက်တစ်လမ်းနေပြီးတော့မှကျွန်တော်တို့ကဒါဘာပဲဖြစ်ဖြစ်လူတန်းပုံစံမျိုးနဲ့လှူတာပါကိုယ်စားကိုဗစ်-19 ယောဂကြာရောက်နေတဲ့ခါကျတော့လူစုလူဝင်းဖြစ်အောင်ကျွန်တော်ကတတုတ်လှူလို့ရှိရင်3အောင်လှူပြီးတော့ကျန်တဲ့ဟာတွေအားလုံးကတော့စီမီစီကန်နဲ့လူကိုခွဲခြားထားပြီးတော့တစ်ခါလှူလို့ရှိရင်3အောင်ဒါလှူတာပါဗျာဟုတ်ကျန်တဲ့ဟာတွေကတော့အကုန်လုံးပေါင်းရင်တော့12ယောက်လာတာပါဟုတ်အားလုံးကကျွန်တော်တို့ကပြည်သူလူထုကိုရဲတပ်ဖွဲ့နေ့အကျိုးဒီတောင်ခွေကနေပြီးတော့မှအားပေးနေပြည်သူအကျိုးပြုလုပ်ငန်းဒါလှုပ်ဆောင်ဖြစ်ပါတယ်ဟုတ်အားတော့တနင်္ဂနွေရဲတပ်ဖွဲ့တွေကတော့ဒီနေ့အကျိုးကတော့သူ့အစီအစဉ်နဲ့သူပေါ့အားလုံးတော့လုပ်မှာဒါပေမဲ့ဒီချိန်မှာတော့ကျွန်တော်ကလူစုလူဝေးမဖြစ်ဖို့ကအဓိကဖြစ်နေတော့ကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်ဒါကျမ်းမာရေးအားဆောင်ဝန်ကြီးဌာနနေရာညွှန်ကြားချက်တဲ့အမှုကျွန်တော်တို့ကအလှူဒန်းဟိုဒါလောက်ရခြင်းဖြစ်ပါတယ်ဟုတ် ဟုတ်ကဲ့ ဟုတ် ခုလိုဟိုရဲတသားရပေါ့တွေးလို့တဲ့ချိန်မှာဟိုရုံးကနေဘာဒီအထောက်ပံ့တော့ပြီးတော့အခွင့်အရေးပေးရမျိုးပါများရှိလားမသိဘူး ဟုတ်ကဲ့တွေးလူပြီးလို့ရှိရင်တို့ဒီဟိုနောက်ကျန်တဲ့ဟာကတော့ကျွန်တော်ကျဲဥနောက်နွားတို့နောက်ပြီးတော့ကျဲဥနွားတို့မုံတို့အဲ့ဒါတွေကိုတော့ကျွန်တော်တို့အကုန်လုံးခွားပြည့်အစားအစာတွေကျွန်တော်ပေးထားပါတယ်တော့ ဟုတ်ကဲ့ ဟုတ်ကဲ့ ပြီးတော့ဟိုပေါ့ရုံတက်ချိန် ရုံတက်ချိန်ကတော့တို့ဒီသူတို့ထုံးစံကတော့တွေးလူပြီးလို့ရှိရင်ဒီနားမေရက်ကိုတို့ရှိပါတယ်အဲ့တိုင်းတော့ကျွန်တော်ကအနာပေးမှာပါ ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးပါဗျာ ဟုတ်မြတ်ဖြစ်ဆက်ဆရာလေးရှိတယ်လို့မသိဘူး ကျန်တာတော့ဖြစ်စေစရာမရှိပါဘူးဗျာသူကလည်းနဲ့သူကျွန်တော်တို့ဒါရဲတပ်ဖွဲ့ကဘာပဲဖြစ်ဖြစ်ဒီလိုအလှူဒန်းလုပ်ခွင့်ရတဲ့အတွက်ဒါကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ဒါရဲတပ်ဖွဲ့ကိုစားအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကျန်တာတော့မရှိပါဘူး ကောင်းကြည့်ပါလေ ကျေးဇူးပါဗျာ ထိုင်ရ ဟုတ်တယ် không chạy cái này ngay rồi dạ လက်ကြီးလက်ကလေးပါ ဒီလိုပါဒီဟင်အတီးတော့ဆံရဲတဲ့နာတွေးလို့ရဘယ်ချိန်မျိုးရှိမသိ 3ချိန်မြောက် ဘူး ချိန်လားဟုတ်နောက်နှစ်ချိန်လည်းမှာဆိုလည်းမသိဘူး ဒီဟာခါမှာတစ်ချိန်မန္တလေးမှာတစ်ချိန် ကံကောမှာ ရန်ကုန်မှာမန္တလေးမှာတစ်ချိန် မန္တလေးမှာတစ်ချိန် ဟာခါတစ်ချိန်ဒါလည်းဆိုဟာခါတစ်ချိန်ဖြစ်ပြီ ဟာကတစ်ချိန်ဒါနဲ့စုစုပေါင်းက3ချိန်ပေါ့ ဟုတ် ဒီတန်းလို့ပြီးပါ Pero que ya lo hay. No la caja de pero que le da. Te mamo no le di. Ah. တော့တော့ရတယ်တိုင်းတော့ရတော့ဖြစ်ဖို့ဒီလိုတော့လုပ်လို့ရတာပေါ့ရတာဟုတ်ကဲ့ ဒါကဆရာဟိုခန်းတိုင်း ဟုတ်တယ်တိုင်းရမ်းချက်တယ်ဆိုတော့ဒီလိုပဲလုပ်ရ တော် တာ တော်က မာလေးမာလေး ဒီဘက်ကဆက်ဆရာမရှိတော့ဘူး ဟုတ်တယ်ချက်ချင်တဲ့ဘောမှာအဲ့ဒါတော့ဆိုရင်မတည့်ဘူးဒီဘက်နားမှာ အဲ့ဒါဘယ်အောင်ဒီကြာကြာလေး ဟုတ်တယ်ဒီလောင်း အဲ့ဒါဆိုတော့ စလေးစားပေးတာ ဒီကမ်းမှာ ဒီလိုပဲလုပ်လို့ရ အဲ့ဒါဆိုရင်ဆက်ခါလာတဲ့ဆက်ခဲ့ ဒီ တော့ ဟုတ်တယ် ဟိုဒီကမ်းမှာလည်းလည်းရှိသွားမှာဆိုတော့ဟိုအဆောက်အဦတင်ရတယ် ဟုတ်ကဲ့ အဆောက်အဦတင်ရပြီဆိုတော့ကိုယ် ဟုတ်တယ် အဲ့လိုစမ်း အဲ့ဒါဆိုရင်ဟုတ်တယ် ဘယ်နဲ့ကျွန်တော်စီရပြလို့နေတယ်ကူ ဟာကျွန်တော်မြောက်ခင်နေရပေါ့ဒီကျွန်တော်တို့ဟာကပြည်သူစေယုံကြီးမှာဒီသွေးဟိုဟာကျွန်တော်တို့ဟိုသွေးလူပန်စားပဲပေါ့လေနော်အဲ့ဒါတော့ရှိပြီးသားဖြစ်ပါတယ်ဒါပေမဲ့ခုနပြောသလိုကျွန်တော်တို့ခုနပြောသလိုမီနောက်ကြရေခဲတက်တာနောက်ကြတော့ဖောက်ဖို့အဆင်မပြေတာနေနဲ့ကျွန်တော်အရင်တော့ store ကြိုတင်တုံလောင်ထားတာမရှိပါဘူးကြိုတင်တုံလောင်ထားတဲ့အားသာချက်ကဘာလဲဆိုတော့လူနာတွေအရေးပေါ်တစ်ခုနဲ့သွေးအရေးပေါ်လိုအပ်ခဲ့ရင်ရှိတော့ကျွန်တော်တို့ကချက်ချင်းလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီးတာနဲ့ထုတ်ပေးလိုက်လို့ရပါတယ်အဲ့လိုမျိုးကြိုတင်တုံမလောင်ထားရင်ကြတော့ကျွန်တော်တို့သွေးလို့တယ်ဆိုရင်သွေးလို့ရှိရင်ရှားပါတယ်ရှားတွေ့တယ်ဆိုရင်သွေးလို့ရှိရင်ကိုခေါ်လာခိုင်းရပါတယ်ပြီးရင်ကျွန်တော်တို့သွေးဖောက်ရပါတယ်ပြီးမှလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ရတာဖြစ်တဲ့အတွက်အချိန်ပိုကြပါတယ်ခုနပြောသလို
အဲ့ကြတော့အချိန်ပိုကြာတဲ့အတွက်သွေးအရေးပေါ်မြန်အရန်ကိုအချိန်မြန်လိုအပ်နေတဲ့လူနာတွေအတွက်ဆိုရင်တော့သူတို့တဲ့အသက်အန္တရာယ်စိုးရင်ရပါတယ်ကျွန်တော်နဲ့ကျွန်တော်ရောက်ပြီးနောက်ပိုင်းကျွန်တော်တို့ဒီသွေးကို store လုပ်နိုင်အောင်ကျွန်တော်တို့စူးစမ်းပါတယ်စူးစမ်းလို့ခုကျွန်တော်တို့သွေးလူပံမှာ store လုပ်ပြီးတော့သွေးကို store ကြိုးလုပ်ထားပြီးတော့လိုအပ်တဲ့သွေးလူရှင်တွေအတွက်ထုတ်ပေးနိုင်နေပါပြီဒါပေမဲ့ကျွန်တော်တို့ပြဿနာလေးတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာကသွေးလူဒန်းမှုကတိတ်ပြီးတော့ခုနပြောလို့အလေးအထားနည်းနည်းလိုအပ်သေးတယ်လို့ကျွန်တော်ထင်ပါတယ်နောက်ကြတော့ခုနပြောလို့သူတို့ကအဓိကဘာလဲဆိုတော့ခုနပြောလို့တကယ်သွေးလူတကယ်ခုနပြောလို့အရေးပေါ်လိုအပ်နေတော့မှလာလူချင်တာမျိုးဖြစ်နေပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့လိုမျိုးခုနဂျိုဗီတင်မီစရိုးလောက်ထားတယ်ဆိုရင်သူတို့ကတိတ်မလူချင်ဘူးဖြစ်နေပါတယ်အဲ့ဒါဘယ်လိုကြောင့်လဲတော့ကျွန်တော်တိတ်တော့နားမလဲပါဘူးဒါပေမဲ့ခုနပြောတော့ကျွန်တော်ဟိုတိုက်တွန်းချင်တာတော့ခုနပြောတော့ကြိုတင်လူထားတာကကျွန်တော်တို့အဲ့ဟာတွေတွေကိုအလားသားဖြစ်သွားစေတာမဟုတ်ပါဘူးကျွန်တော်အဲ့ဟာကိုကျွန်တော်လိုအပ်တဲ့ temperature နဲ့ထိန်းသိမ်းထားပြီးတော့ကျွန်တော်တို့ဒီသွေးလူပံရေကူးတာရေခဲတက်တာတွေထဲမှာတင်းစီထားတာပါတင်းစီထားပြီးတော့လူနာတွေလိုအပ်တာနဲ့ချက်ချင်းထုတ်ပေးနိုင်အောင်ကျွန်တော်တို့ပြင်ဆင်ထားတဲ့သဘောပါအဲကြောင့်မလို့ကျွန်တော်တို့ခုနပြောလို့အရေးပေါ်လိုအပ်တာနဲ့ခုနပြောလို့သွေးကိုချက်ချင်းထုတ်ပေးနိုင်ပါတယ်သွေးကခုနပြောလို့ကျွန်တော်တို့မျိုးသမီးယောဂါတွေမှာသွေးသွန်တဲ့ကိစ္စမျိုးတွေမှာဆိုရင်ကျွန်တော်တို့သွေးရတစ်လုံးနှလုံးတော့မဟုတ်ပါဘူး3 4 5လုံးကိုချက်ချင်းလိုအပ်တာမျိုးရှိပါတယ်အဲမျိုးဆိုရင်တကယ်တမ်းသွေးမရရင်သူ့အတွက်အသက်အန္တရာယ်ဆိုရင်ရပါတယ်အဲ့လိုမျိုးလူနာတွေအတွက်ပါဂျူတင်စဉ်းစားပြီးကျွန်တော်တို့ store လုပ်ထားဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ဒီမှာကျွန်တော်သွေးလူပံအောင်ကိုပေါ့လိုအပ်တဲ့ဟာတွေကိုလည်းကျွန်တော် Facebook page လေးလုပ်ထားပါတယ်ကျွန်တော်ရဲ့ဝန်ထမ်းလေးလုပ်ထားတာပါကျွန်တော်ရဲ့ဝန်ထမ်းလေးလုပ်ထားပြီးပါတယ်အဲသူတို့နေ့စဉ်လိုအပ်ချက်ကိုအဲ့မှာတင်ပါတယ်တင်မယ်ကျွန်တော်တို့ကိုခုနပြောသလိုသွေးလူရှင်အတင်းကျွန်တော်တို့ဟာခမှာညှော်လင့်ခြင်းသွေးလူရှင်အတင်းရှိပါတယ်သူတို့ကအများကြီးကူညီပါတယ်ဒါပေမဲ့ခုနပြောသလိုကူညီပါတယ်ဒါပေမဲ့သူတို့ကလည်းဒီခုနပြောသလိုသူတို့ကလည်းတက်နိုင်များသူတို့လိုအပ်တာလေးလည်းခုနပြောသလို replacement လို့ခေါ်တာပေါ့သူပြန်တောင်းသွားတယ်တုံးလိုက်တဲ့သွေးတွေအတွက်သူတို့ကနောက်ကနေ live ဖြည့်ပေးနေတယ်ကိုကျွန်တော်သူတို့လည်းတော်တော်ပြင်ပန်းပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ကိုယ့်ဘာကိုပေါ့ volunteer လို့ခေါ်တာပေါ့ volunteer သွေးလူရှင်တွေပေါ့သူ့ဘာသူသွေးလူရှင်လို့ဆိုပြီးတော့ကျွန်တော်တို့သွေးလူပံကိုလာပြီးတော့လှူတဲ့သွေးလူရှင်တွေလိုအပ်ပါတယ်အဲ့လိုသွေးလူရှင်တွေကလည်းကျွန်တော်တို့ဒီသွေးNBC ပေါ့အမျိုးသားသွေးဌာနကနေထုတ်ပြန်ထားတဲ့ဒီမျှော်မှန်းချက်ကလည်းကျွန်တော်တို့ volunteer သွေးလူရှင်တွေဖြစ်စေချင်တာပါကျွန်တော်နောက်ကနေ live ဖြည့်ရမျိုးမဖြစ်ဘဲနဲ့ volunteer သွေးလူရှင်တွေကိုကျွန်တော်ပို့ပြီးတော့ဖိတ်ခေါ်ပါတယ်လိုအပ်ပါတယ်အဲကြောင့်မလို့ခုနပြောကျွန်တော်နေ့စဉ်သွေးလိုအပ်ချက်ကိုကျွန်တော် page လေးမှာတင်ပေးပါတယ်လမ်းဘက်ဟာခါ General Hospital ဆိုပြီးတော့ကျွန်တော်တို့ Facebook page လေးရှိပါတယ်အဲ့ဒီမှာကျွန်တော်လိုအပ်ချက်ကိုတနေ့ဘယ်သွေးရတော့အေးဆိုဘယ်နှလုံးလိုတယ်အများကြီးမဟုတ်ပါဘူးကျွန်တော်တို့ဒီမှာမြေပြန့်နဲ့ကျွန်တော်တို့မြေပြန့်ဆိုကျွန်တော်တို့တခြားစီးုံနဲ့ရှိရင်ဒီမှာသွေးလိုအပ်ချက်ကသွေးအသုံးအနေနဲ့ကအလုံးရည်အနေနဲ့မများပါဘူးဒါပေမဲ့လိုအပ်ချက်ကအများတန်းရှိပါတယ်လိုအပ်ချက်ကအများတန်းရှိပါတယ်လူဦးရေဒီမှာနေတာလည်းတချောင်းပါသွေးလူရှင်ဖြစ်နိုင်တဲ့လူတွေပေါ့ criteria ဝင်တဲ့လူတွေဘယ်လိုလူတွေလဲအသက်18နှစ်ကနေ55နှစ်အတွင်းရှိမယ်ကျန်းမာရေးကောင်းမွန်ပြီးတော့ခုနပြောသလိုကျမကြီးကောင်းမှုတဲ့လူတွေကလာရောက်လူတန်းလို့ရပါတယ်ကျွန်တော်တို့ရှိကိုလာရောက်လူတန်းလို့ရပါတယ်ကျွန်တော်တို့ကအဲ့ဒီ Facebook page မှာလည်းလိုအပ်တဲ့သွေးရည်တက်ကိုတင်ပေးနေပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ကိုခုနပြောသလိုလိုအပ်တဲ့သွေးလေးကိုလာရောက်လူတန်းပေးကြဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်